ရန်ကုန်တိုင်းမြောက်ကလာပါနဲ့သမီးရှင်တွေအားလုံးကိုဒီသချင်းနဲ့နက်နက်လေးကညော့လိုက်တယ်ယူဟာသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲရဲဟောသမီးလေးတယောက်အရွယ်ရောက်လင်းပေးစားဖို့စိတ်ကူပေါက်ရွှေသမတ်တော်ဖို့စဉ်းစားလိုက်ရင်ခေါင်းတွေထဲမှာသိမ့်မှုနောက်ရွှေငွေပြောက်တဲ့ကလေးတစ်ချစ်တယောက်နဲ့ညာသွားမှကိုမင်းမေကြောက်နောက်တစ်ချိန်တစ်ထေးရောက်ခမဖြစ်လာမဲ့အချိန်လေးဆောင်ငါသမီးလေးတော့ပါတဲ့ဆိုသူကြီးစားအိမ်ခေါ်လာတဲ့ရုပ်ကိုကအုပ်ချမြတ်ပေါက်ဥပတိရုပ်ပေါ်ပါတဲ့ဒီအရွယ်ကြီးစားကားစိတ်ကူးရင်ပြီးတော့ပျော်ရှားတဲ့တော့ပါဟဲ့ဒီလိုကောင်းမျိုးငါချမ်းဝါတောင်းခေါ်မလာနဲ့ရက်ကွာစနပုံနေတော့တဲ့ဆိုဝစ်ပုံစားပုံကြည့်တော့ငမွဲ့ယုံနေမေတော့ပိန်ရောင်းတာပဲ့ပြုံနေလိုကောင်းမျိုးငါသမက်လဲမဟုတ်အလူလက်နဲ့ရွှေခွက်၌အော်တန်ရမနေတက်လိုက်တာကိုသမီးကိုပြောမရရင်စွန့်လွတ်ပြီးတော့အမွေပြတ်လိုက်မှာငွေခင်းတို့အတိုင်းဝိုင်းထဲမွဲတဲ့လူရှိသလားရေတွက်လိုက်ပါကိုအစင်ကိုအတန်နဲ့သူရရှာပြီးချိန်နဲ့လိုက်ပါသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲရဲချမ်းသာတဲ့လူနဲ့ပေးပေါင်းကရက်ကွက်တမနေဘူးအဝေးပြောင်းမှာဟဲ့ရွှေတောင်ချမ်းမှာစိုက်ကနဲ့ကားနဲ့တိုက်နဲ့ထားမဲ့သုံးဖြုံနိုင်တဲ့တစ်လောက်ချာရက်ကွက်တဲ့တဲ့ငယ်ထွက်အော်အဖွားကြီးကပတ်စမတ်တဲ့ဟုတ်တယ်မတ်တဲ့ပတ်စမတ်တဲ့မကိုကကြည့်တတ်ပြီးတော့မတ်တဲ့ငွေထုံငါဝတ်ဆွဲငွေငါသမီးယောက်ျားတစ်သေးကြီးဆိုငွေဆိုတာငါအတွက်ပဲလေတို့ကတော့ပြပဲအင်းငွေဆိုရင်ခံမပဲဟေးကိုဟာကိုပတ်စမတ်တမချင်းနဲ့ရင်လက်ပဲအိမ်တော်ပြပရတဲ့စေမင်းဆုံးထိုးပါဆိုလားအညာဆိုလားအိုးဒီသုံးမျိုးချက်မပိုင်ရင်နောက်ပြင်းရန်ခတ်ပြီးအမျိုးကလေးတစ်ချေလေးဆိုဖေးဖဲရွှေငွေတစ်သေးကိုရွေးချဲခုခင်မိတ်ကလေးတွေတော်ဝဲတယ်လင်းယူမဲဆိုရှေကိုတွေးဟဲ့ကြိုက်လိုက်ပါသမီးရဲ့တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲ့ရွေးရဲသမီးရဲ့ကြိုက်လိုက်ပါသမီးရဲ့လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲရဲဆိုင်လက်ကြီးဂိုင်လက်ကြီးရွှေတောင်ကြားကတိုက်လက်ကြီးအသွေးချောင်းပြေးချောင်းမိုင်းမဲ့ပြီးအပေတေးတွေကိုမကြိုက်နဲ့သမီးပိုင်ရွှဲကြီးမလို့ချင်ပါဘူးအိုင်ငနေကြီးကတိုက်လဲရှိတယ်ဆယ်တန်းအောင်ပြီးအလိုက်လဲသိတယ်ဒီကောင်ငါစုပ်တိစုပ်ပြတ်မိပါမျက်နှာအိုမဲတော့လေရလူပုံလဲတာကျုပ်သမီးကျုပ်သမက်ပြောရမှာတော့ဟုတ်ကြီးကျုပ်ရှက်ကျုပ်ပန်းနိုင်ရောက်အောင်ကျုပ်တက်မဲ့ကောင်းတဲ့မှာအချမ်းတွေထုတ်ရပဲ